ပေါ်နိုင်ငံကတမန်တူမျိုးမှာရှိတဲ့အာနုမန်ဒုက္ခကိုလာရောက်လေ့လာနေပါတယ်။ UNESCO အသိအမှတ်ပြု World Heritage Site အာနုမန်ဒုက္ခကြားအကြောင်းပါ။ဘာကြောင့်မြင်ကွင်းများဖြစ်ပါလဲ။တော်စီတဲ့နေရာပဲတော်စီကားတဲ့နေရာကိုမာရီကားလာရောက်လက်ပတ်တဲ့လူတွေများပြပါတယ်တော်တော်စီတဲ့နေရာတွေပဲတော်တော်စီကားတဲ့နေရာတွေပဲအာနုမန်ဒုက္ခဘုရားကြောင့်အာနုမန်ဒုက္ခဟုတ်ဖက်မှာအာနုမန်ဒုက္ခအာနုမန်စောက်တဲ့နန်းတော်ကြီးပေါ့နော်ရှေးအောင်နန်းတော်ကြီးကိုရောက်နေပါတယ်ဒီပေါ်နိုင်ငံကိုထူထောင်တဲ့စူးစီးတဲ့ဘယင်ထိနှန်းဆန်သွားတဲ့နေရာပေါ့နော်ဒီပေါ်နိုင်ငံလို့ဖြစ်လာအောင်စူးစီးတည်ထောင်သွားတဲ့ဘယင်ထိနှန်းဆန်သွားတဲ့နန်းတော်ပေါ့နော်အာနုမန်ဒုက္ခကိုရှေးအောင်လူပညာလက်ရာဒေသပြောင်မြောက်တဲ့နန်းတော်ကြီးပါဝါးရည်လေးကခတ္တမန်တူဆိုတဲ့အတိုင်းပဲသက်သားလက်ရတွေကတော့တော်တော်ပြောင်မြောက်ပါတယ်လူစိတ်ပေါ့နော်သက်သားကိုထွင်ပြီးလှုပ်ထားလက်ရတွေဒါကြောင့် UNESCO ကမ္ဘာမွေနဲ့စင်းဝင်တာဖြစ်လိမ့်မယ်လို့အခန့်မှန်းရတယ်ပေါ့နော်ဒီကဆွဲကြည့်ပါမယ်အာနုမန်ဒုက္ခရဲ့သက်သားဘုလဲရတွေကိုနီးကဆွဲကြည့်ပါမယ်ဟောဒီရကြည့်ရမှာနော်ဘယ်ဦးကြည့်ရမှာလဲသွားစီသွားလိုက်တိုးသွားလိုက်သွားစီသွားလိုက်လိုက်သွားလိုက်လာမယ်